သုံးပါးယရဏကိုးကွယ်ရာတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုငါတိကျူဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယေစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်တို့ကတောဘဝဒါနကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသုံးပါးယရဏကိုးဝယ်ယရဏသုံးပါးကိုကိုယ်ပဲစီကတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုသည်အလွန်ကြီးမားသောကုသိုလ်ကောင်းမှုလို့ဒီလိုဆိုတယ်။လောက်ထီအောင်ကြီးကျယ်မြင့်မြတ်တယ်လေကုသိုလ်ဆိုတာအပြည့်ကင်းပြီးတော့ကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့တဘာဝတရားကိုကုသိုလ်လို့ခေါ်တာဖြစ်တယ်ပေါ့။ဝေလာမသုတ်တံမှာဒါနကောင်းမှုတွေကိုအစဉ်တိုင်းဖော်ပြပြီးနောက်ဆုံးမှာသာတုတိတသံဃာအရာလေးမျက်နှာမှာကြွလာမဲ့သံဃာတော်တွေကိုရည်စူးပြီးဆောက်လုပ်တဲ့ကျောင်းအလှူဟာအမျက်ဆုံးသောကုသိုလ်ကောင်းမှုဖြစ်တယ်လို့ဟောပြီးတဲ့နောက်မှာမြတ်စွာဘုရားအဲ့ဒီကျောင်းအလှူတဲ့မြင့်မြတ်တဲ့ကုသိုလ်ဟာဘာလဲလို့ဆိုဟောဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်လို့ပြောတယ်နော်အဲ့တော့တရဏဂုံဆောက်တည်တဲ့အခါမှာတမန်လို့မအောင်မိနဲ့ကိုယ်အိမ်မှာနေတဲ့အခါပဲဖြစ်စေဘုရားရှိခိုးတဲ့အခါမှာပဲဖြစ်စေအလေးနဲ့ထားပြီးတော့ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိကိုဆိုမိဖို့အရေးကြီးတမန်ကုသိုလ်မဟုတ်ဘူးဒီကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တဲ့ကြီးမားတယ်ဆိုတာစဉ်းစားကြည့်လေကျောင်းဆောက်လှူတဲ့ကုသိုလ်ဟာဝိကျေတနာတတ်နိုင်တဲ့လူကသာကျောင်းကြီးကြီးဆောက်ကောင်းဆောက်နိုင်တယ်သို့သောကျောင်းဆောက်တယ်ဆိုတဲ့ကသေးသည်ဖြစ်စေကြီးသည်ဖြစ်စေခဏခေတ်မှာဆိုရင်ကုန်ကြမှုတွေရှိတယ်ပေါ့အဲဒီလိုကုသိုလ်မျိုးကိုငွေကြေးတနာမတတ်နိုင်လို့မလုပ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာဝမ်းနည်းစရာမရှိဘူးကုသိုလ်ရချင်လို့ရှိရင်တရဏဂုံ၃ပါးကိုမျက်မျက်နှိုးနှိုးလေးလေးစားစားနဲ့ဆောက်တည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီလိုတရဏဂုံ၃ပါးဆောက်တည်လိုက်တဲ့ကုသိုလ်ကောင်းမှုဟာ
အင်တမကြီးမြတ်တဲ့ကုသိုလ်လို့မြတ်စွာဘုရားကိုယ်တိုင်ကဟောကြားထုတ်ဖော်ထားတာဖြစ်တယ်အဲ့ဒါကိုမမေ့ချနဲ့ပေါ့နော်မမေ့နဲ့နှုတ်ဆိုရင်ရိုးရာဆိုနေကြမို့ဗုဒ္ဓသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိသံဃာသရဏံကိစ္ဆာမိဘောတဏ္ဏလေးကိုယ်စိတ်ထဲမှာနှလုံးထားမယ်ဆိုရင်အာမကိုလောက်တဲ့ကုသိုလ်လို့စိတ်ထဲမှာဖြစ်နေလို့ရှိရင်ဒီကုသိုလ်ဟာကိုယ့်အတွက်လေးနဲ့လာမှာမဟုတ်ဘူးပေါ့ဒါကြောင့်လေးနဲ့ဆိုတာမှတ်သားပြီးတော့တရဏဂုံလို့ခေါ်တဲ့ကိုယ်ွယ်စိကံတရဏလို့ခေါ်တယ်ကိုယ်ွယ်ရာယရဏ၃ပါးကိုစိကကိုယ်ွယ်ပြီးဆိုတဲ့အခါအမြဲတမ်းလေးနဲ့ထားပြီးတော့ကိုယ့်ရဲ့ဘဝကိုဆုံးလွှတ်လိုက်တဲ့သဘောပဲဗုဒ္ဓသရဏကိစ္ဆာမိဘုရားကိုအသက်နဲ့အနံပါတယ်တက်တဲ့ဆုံးကိုယ်ွယ်ပါမယ်လို့ဘုရားကိုကိုယ့်ဘဝကိုအနံပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုယ့်ဘဝကိုဆွတ်လွတ်ပြီးတော့မြတ်စွာဘုရားအဆုံးအမတိုင်းနေမယ်ဆိုတဲ့ကိုယ့်ရဲ့အသက်ကိုဆွတ်လွတ်ပြီးတော့စိကတ်တဲ့ကုသိုလ်မျိုးဖြစ်တော့ကြောင့်ယရဏ၃ပါးကိုကိုယ်ဝယ်စိကတ်ခြင်းလို့ဆိုတဲ့ကုသိုလ်ကောင်းမှုဟာလွန်ကြီးမားတဲ့ကုသိုလ်လို့သူတို့ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေကမိတ္တန္တိပါယဘုမေဘုရားကိုကိုယ်ဝယ်ရအမှတ်ဖြင့်စိကတ်ကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်တွေဟာအပေဘုံကိုမရောက်နိုင်ဘူးလို့သူတို့ဟောတာနော်အဲ့တော့လေးနဲ့ထားဖို့တော့လိုအပ်တယ်ပေါ့တာမန်လုံးနေကြမှုလုံးလိုက်တယ်ဆိုရင်တော့မမြတ်တဲ့ကုသိုလ်ဖြစ်ချင်မှဖြစ်တယ်ဆိုစဉ်ဆိုလိုက်တာမျိုးမဖြစ်စေရဒါမှကိုယ့်ဘဝကိုယုံကြည်လေးပြတ်စွာကိုယ့်ဘဝကိုအနှံပြီးတော့ဘုရားတည်တာလည်းငါရဲ့ကိုယ်ဝယ်ရဖြစ်တယ်ဗုဒ္ဓောမေတရဏံအညဏတ္ထိဘုရားမတပါငါကိုယ်ဝယ်ရမရှိဘူးဘုရားတည်တာလည်းကိုယ်ဝယ်ရဖြစ်တယ်ဒီလိုစိတ်ဓာတ်ထဲမှာဆုံးဆုံးဖြတ်ဖြတ်ယုံကြည်တဲ့တရားဓာတ်နဲ့ကိုယ်ဝယ်စိတ်ကပ်ဖို့လိုအပ်တယ်ပေါ့တမန်အမှတ်တမဲ့ဆိုနေကြဆိုလိုက်တယ်ဆိုလို့ရှိရင်ဒီလောက်ကြီးအကျိုးသက်ရောက်မှုဆိုတာဖြစ်နိုင်မှာမဟုတ်ဘာလို့လဲဆိုရင်ဘာလို့စိတ်ပေါ်မှာမူတည်တာမြတ်စွာဘုရားဟောကြားဆုံးမတဲ့တဲမှာကြည့်ပဲစေကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်စိတ်နေသဘောထားပေါ်မှာမူတည်တယ်ဆိုအလွန်ထင်ရှားဒါကြောင့်လေးလေးနက်နက်ကိုယ်ဝယ်စိတ်ကမယ်ဆိုရင်ယေကေစိဗုဒ္ဓံတရဏံတိမြည်သူမဆိုယေကေစိဆိုဘယ်သူမဆိုဗုဒ္ဓံတရဏံကတာတိမြတ်စွာဘုရားကိုကိုယ်ွယ်အားထားရအဖြစ်စိတ်ကတ်တယ်ဆိုရင်နတ္တေကမိတ္တန္တိပါယဘုမေအဲ့ဒီပုဂ္ဂိုလ်တွေကဘယ်တော့မှပဲမရောက်ဘူးလို့မြတ်စွာဘုရားမဟာယမနုတံဒေဟံလူဘဝအဆုံးသတ်သွားတဲ့အခါမှာတဲ့ဒေဝကာယံပြိပုရိတန္တိနတ်ပြည်နတ်ဘုံကိုရောက်ရှိနိုင်တယ်ဟောဒါတိတိကျကျဟောထားတယ်ဆုံးတူပဲယေကေစိဓမ္မံတရဏံကတာတေနတ္တိခမိတ္တန္တိပါယဘုမေဓမ္မကိုကိုယ်ဝေယစိတ်ကတ်တဲ့ဤသူမဆိုပုဂ္ဂိုလ်တွေဟာအပေဘုံကိုမရောက်ဘူးတဲ့ပါဟာယမနုတံဒေတံဒေဟံလူဘဝစွန့်ရတဲ့အခါဒေဝကာယံပရိပုရိတန္တိနတ်ပြည်ကိုသာလဲနတ်ဥယျာဉ်ကိုဖြစ်တင်သွားမှာဖြစ်တယ်ဆိုလို့ယေကေစိတံဃံတရဏံကတာတေနတ္တေခမိတ္တန္တိပါယဘုမေတန်ဃာကိုစိတ်ကကိုးကွယ်သူမြည်သူမဆိုအပေဘုံမရောက်ဘူးလူဘဝဆုံးခွာပြီးနတ်ပြည်ကိုရောက်သွားမယ်လို့ရသော်ဗျာဒီလိုတိတိကျကျရောက်နိုင်တယ်လို့ဟောတာတော့မဟုတ်ဘူးရောက်မယ်လို့ဟောတယ်နော်ဒါကြောင့်မလို့ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့ကြီးမားတဲ့တရဏဂုံကုသိုလ်ရအောင်ကြိုးစားအထောက်ကြကြိုးစားအထောက်ဘာမှလည်းအကုန်ကြမရှိဘူးသို့တော့စိတ်ကိုတေချာနှစ်မြုပ်ပြီးတော့တလေးအလေးလေးနဲ့နဲ့ဆိုဖို့တော့လိုအပ်တယ်ပေါ့အလေးနဲ့ဆိုဖို့လိုအပ်တယ်အဲ့ဒီလိုအလေးနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုတရဏဆိုတဲ့ကိုယ်ွယ်အားထားရအဖြစ်စိတ်ကကြတယ်အဲ့ဒီမှာတရဏဆိုတာရဲ့နော်တရဏခမနဆိုတာရဲ့မြန်မာလိုဆိုရင်တရဏကတစ်ခုတရဏဂုံကတစ်ခုနှစ်ခုခွဲပြီးတော့မှတ်ထားတယ်တရဏဆိုတာအတိပ္ပယ်ကဘာလို့ဆိုရင်
ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်သောယရဏသုံးပါးလို့အဓိပ္ပာယ်ရတယ်။တရားရည်ရဲ့တဏ္ဍမှာကြာရောက်ဖြစ်ပေါ်လာနိုင်တဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားပြစ်နိုင်သောယရဏသုံးပါးအဲ့ဒါတရဏပဲနော်။အဲ့တော့ကိုးကွယ်တယ်ဆိုတာလောကမှာလူတွေကကိုးကွယ်ကြတယ်။နတ်ကိုးကွယ်တယ်၊ဇမားကိုးကွယ်တယ်။ကိုးကွယ်မှုတွေမျိုးမျိုးရှိတယ်ပေါ့။နေခေတ်မှာရှေးတုန်းကလည်းရှိခဲ့တာ။တောတွေကိုးကွယ်တယ်တောင်တွေကိုးကွယ်တယ်ဒီတောင်ကနတ်ကြီးတယ်ဆိုကိုးကွယ်ပြန်တယ်အဲ့ဒါလို့လောကကြီးမှာကိုးကွယ်မှုတွေများစွာရှိကြအဲ့များစွာရှိတဲ့ကိုးကွယ်ရာတွေဟာတကယ်ကိုးကွယ်ထိုက်တဲ့အနေအထားမရှိဘူးတဲ့ကိုးကွယ်ခြင်းကြောင့်ရလာမဲ့အကျိုးကျေးဇူးကလည်းဘာမှရမှာမဟုတ်ဘူးအာမကိုးထိုက်တာကိုသွားအားကိုးရင်ဘာမှမရတယ်လို့ပဲလူတယောက်ဟာသူကိုယ်တိုင်မှငွေကြေးဒနာမပြည့်စုံဘူးအဲ့ဒီငွေကြေးဒနာမပြည့်စုံတဲ့ပုဂ္ဂိုလ်သည်ငွေကြေးဒနာကြံတဲ့ရောက်မပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ကိုဘာမှအကူအညီပေးနိုင်မှာမဟုတ်ငွေကြေးအားဖြင့်အကူအညီပေးတယ်ဒါကြောင့်မို့ကိုးကွယ်ရမဖြစ်တဲ့အရာတွေကိုကိုးကွယ်ခြင်းအားဖြင့်လောကမှာကောင်းကျိုးချမ်းသာရကြမှာမဟုတ်ဘူးဒီအဓိပ္ပာယ်ကိုလည်းမြတ်စွာဘုရားဟောတာရှိတယ်ဆိုကြတယ်လေမြန်မာနိုင်ငံမှာဆိုငယ်ငယ်လှုပ်တာတွေ့ဘူးလေလက်ဖက်ကလေးခေါင်းပေါ်ဝဲပြီးအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်အရှင်ကြီးမှလည်းလာစားတာလည်းမတွေ့ရဘူးနော်ပြီးတော့သူစားတာသူစားလိုက်တာပဲအဲ့လက်ဖက်စားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုပြီးတော့ကိုယ်ွယ်ခြင်းကြောင့်ဘာရတော့ဆိုဘာမှမရဘူးလို့ဆိုရသော်ဗျာနေတံခောတရဏံခေမံအဲ့ဒီလူတွေမှတ်ဆပြီးကိုးကွယ်နေတဲ့ကိုးကွယ်ရာတွေဟာတကယ်အန္တရာယ်ကိုပယ်ဖြောင်းနိုင်စွမ်းရှိတဲ့ကိုးကွယ်ရာမဟုတ်ဘူးတဲ့ဘေးရန်နေခင်းငိမ့်တဲ့ကိုးကွယ်ရာလည်းမဟုတ်ဘူးတဲ့နေတံခောတရဏံခေမံနေတံတရဏမုဒ္ဓမံကောင်းမြတ်တဲ့ကိုးကွယ်ရာလည်းမဟုတ်ဘူးတဲ့နေတံတရဏမာဂမသဗ္ဗဒုက္ခပါမိုစတိအဲ့လိုတောတောင်စတဲ့နတ်တွေကိုကိုးကွယ်ခြင်းကြောင့်တော့ဆင်းရဲဒုက္ခကလွတ်လာမှာမဟုတ်ဘူးလို့ဒီလိုအတိလင်းဟောကြားဆုံးမထားတာရှိတယ်။ဒါကြောင့်မို့တကယ်ကိုယ်ဝိရအစစ်ကဘာလို့ဆိုရင်ယောသဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏံကတောဗုဒ္ဓဓမ္မသံဃဆိုတာဒီသာလင်ကိုယ်ဝိရအစစ်ဖြစ်တယ်။ဘာကြောင့်ဗုဒ္ဓဓမ္မသံဃာဒီကိုယ်ဝိရဖြစ်တယ်လဲ။ဘာကြောင့်တရဏလို့ခေါ်ရတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကတရားဝါဒီလောကသားတွေအတွက်ဖြစ်ပေါ်လာမဲ့ဘေးရန်အန္တရာယ်တွေကိုပေးတာဖြစ်တယ်အဲ့ဒါကိုဟိတေပဝတ္တနေနအဟိတံသနိဝတ္တနေနတတ္တနံဘယံဟိန္တိဘုဒ္ဓောလောကသားတွေတရားဝါဒီပေါ်မှာကြာရောက်လာတဲ့ဘေးရန်တွေကိုတဲ့မြတ်စွာဘုရားကာဝယ်ဆောင်းလျှောက်ပေးတယ်။ဘယ်ပုံကာဝယ်ဆောင်းလျှောက်တာတော့ဆိုရင်ဟိတေတရားဝါတွေရဲ့တဏ္ဍမှာအကျိုးစီးပွားဖြစ်မဲ့ကုသိုလ်တရားတွေကိုလုပ်ခိုင်းတယ်။အာဟိတံသနေဝတ္တနေနဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်ခိုင်းတယ်။အဲ့ဒီနည်းနဲ့တရားဝါတွေကိုကောင်းကျိုးပြုပေးတယ်လို့ဆို။ဒါလောကိုက်နေတယ်ပေါ့။ကိုက်နေတယ်။အဲ့တော့တတ်ချင်းပြတ်ချင်းဆိုတဲ့ပါဏာတိပါဒကံကိုကျွလွန်လိုက်ကြတဲ့ကထိုပါဏာတိပါဒကံကကောင်းကျိုးပေးမှာလေလားနော်အဲ့ဒါမှစဉ်းစားစရာဖြစ်တယ်နော်မတန်စဉ်းစားသို့သောအဲ့ဒီလိုယူဝါဒကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကောင်းအောင်သူတွေတတ်ပြီးတော့ကုသိုလ်ရတယ်လို့ထင်ပြီးလုပ်ကြမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကောသလမင်းကြီးကိုယ်တိုင်ရစ်ပူဇော်မဲ့လုပ်ရစ်ပူဇော်တယ်ဆိုတာဘာလို့တာတရားဝါဒီကိုတတ်ပြီးတော့လဲချောင်းသွေးနဲ့ရစ်ပလင်မှာဖြန်းပြီးတော့မန္တန်ရွတ်ထားတာဖြစ်တယ်အဲ့ဒါလို့တရားဝါဒီကိုရဲဆက်ဆက်တတ်ပြီးလဲချောင်းသွေးနဲ့ပူဇော်တယ်ဆိုတဲ့အလုပ်ဟာကုသိုလ်ရတဲ့အလုပ်လားစဉ်းစားကြည့်လိုက်နော်အဲ့မှာသူတို့ချမ်းသာရင်ချမ်းသာသလိုဝိကျေတနာတတ်နိုင်ရင်တတ်နိုင်သလိုရှစ်ပူဇော်တယ်ဆိုတဲ့လုပ်ငန်းကြီးဟာအိန္ဒိယတနိုင်ငံလုံးလုပ်ခဲ့ကြတယ်
ះမပွင့်ရဆိုလို့ရှိရင်နေရာတိုင်းမှာသွေးချောင်းစီးပြီးတော့ရစ်ပလင်ရစ်ပွဲကြီးတွေကြီးကျယ်လုပ်ခဲ့တာဘုရားပွင့်လာတဲ့နောက်တော့ကောသရမင်းကြီးကရစ်ပူဇော်ဖို့ကြိုးစားသေးတာပဲလေအဲ့တော့ရစ်ပူဇော်တာကိုခေါင်းဆောင်လုပ်နေတာဘယ်သူတွေတုံးဆိုဗြဟ္မင်ခေါ်တဲ့ပုံသားတွေပဲဖြစ်တယ်သူတို့ရဲ့ဒိဋ္ဌိစီပြပြောကြားမှုတွေနဲ့ရရခြေတဲ့အနေနဲ့မကောင်းဆိုးဝါးတွေတားမြစ်ဖို့ဆိုပြီးရရခြေတဲ့အလုပ်ကိုလုပ်ကြရစ်ပူဇော်ရဲဆိုရရခြေတာပဲအဲ့ဒီရစ်ပွဲတွေမှာတပ္ပစတုတ်ကဆိုလို့ရှိရင်အားလုံး၄ခုစီသူကအားလုံး၄ခုဆိုတာစိတ်တတ်ရင်လည်း၄ကောင်နွားတတ်တာလည်း၄ကောင်သိုးတတ်တာလည်း၄ကောင်လူယောက်ျားလည်း၄ယောက်လူအမျိုးသမီးလည်း၄ယောက်လူတွေပါပါတယ်တတ်တဲ့ချက်ပါနော်အဲ့ဒါလို့တတ်ပြီးတော့ရစ်ပူဇော်တဲ့အလုပ်တွေကိုလုပ်တယ်ဒါတပ္ပစတုတ်ကဆိုတာအနည်းဆုံးအဲ့တော့သူတို့ကယုံကြည်စိတ်ချလောက်အောင်တိရစ္ဆာန်တွေမဟုတ်ဘူးလူတွေပါတတ်တယ်တပ္ပတတကဆိုတဲ့ရစ်ကြအလုံးတရားနော်တစ်မျိုးမှာတရားတတ်ဖြတ်ပြီးတော့ရစ်ပူဇော်အဲ့ဒီလိုရစ်ပွဲကြီးတွေကြီးကျယ်ဆင်နွှဲခဲ့တာမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာမြတ်စွာဘုရားအဲ့ဒီရစ်ပွဲတွေဟာဘာမှခေါင်းကျုပ်ပြီးမှမဟုတ်ဘူးသိရင်အပင်ငယ်ရောက်ကုန်လိမ့်မယ်ရစ်ပွဲကြီးတွေကိုတားဆီးပြီးဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒါတွေကအထင်ရှားမှတ်တမ်းတင်တာရှိကုတ္တဒါနသုံးပါဆိုရင်ကုတ္တဒန္တဆိုတဲ့ပုံနာကြီးကရစ်ပူဇော်ဖို့အချင်းချင်းလုပ်ပြီးမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ရစ်ပူဇော်တာဘယ်ဟာပိုကောင်းလဲတကယ်ကောင်းကျိုးချမ်းသာတွေရနိုင်လားမြတ်စွာဘုရားကတရားရည်ရဲ့အသက်ကိုတတ်ပြီးတော့ပူဇော်တဲ့ခြင်းဟာကောင်းကျိုးချမ်းသာမရဘူးရိုးဒါနကောင်းမှုပြုတာလည်းပဲရစ်ပူဇော်တာပဲလို့ဆိုပြီးရစ်ပွဲတွေအကြောင်းရှောင်ရှားစေပြီးတော့ဒါနကောင်းမှုသီလကောင်းမှုဆိုတာတွေနဲ့လှုပ်စေတယ်အဲ့ဒီဘက်ကလမ်းပြောင်းပေးလိုက်တဲ့အခါတရားတွေဟာတသက်ခံရမှုကလွတ်သွားပြီအဲ့ဒီရသော်ဘုရားရဲ့အဆုံးအမတရားကိုနားလဲရတော့များစွာသောတရားတွေကိုတတ်မလို့ကျိုးနဲ့ချီနှောင်ထားတဲ့ဒီငွေကြေးတနာများစွာကုန်ကြခံထားတဲ့ကုတ္တဒန္တလို့ဆိုတဲ့ပုံသားကြီးဟာအလုံးကျိုးဖြည့်ပြီးတရားတွေကိုဘေးမဲ့ပေးလွတ်လိုက်တယ်နော်ရေအေးလေးတောက်ကြပါစေလေအေးလေးတိုက်တာခံကြပါစေနွားတွေဆိုရင်မျက်စိမ့်စိမ့်လေးစားကြပါစေဆိုအဲ့ဒီလိုမေတ္တာတွေနဲ့တရားတွေကိုဘေးမဲ့ပေးရမြတ်စွာဘုရားရဲ့အဆုံးအမတရားကြောင့်တရားတွေဟာတတ်မဲ့ဘေးကလွတ်တတ်ခံရမဲ့ဘေးကလွတ်သွားကြအဲ့ဒီလိုတပ်ဖြတ်လှုပ်ခြင်းကြောင့်အကုသိုလ်တွေသာပွားပြီးကုသိုလ်ဆိုတာဘာမှဖြစ်ပွားမှာမဟုတ်လွယ်မှားတဲ့ယုံကြည်ချက်နဲ့ကောင်းမဲ့ထင်ပြီးလှုပ်ကြတာတွေဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါဒါတွေကအလွဲမှားတယ်သူများတဲ့ကိုတတ်ခြင်းကြောင့်မိမိမှာအသက်တိုးခြင်းအပင်ငယ်ကြခြင်းလူဖြစ်လာလို့ရှိရင်အသက်တိုးတဲ့ယောဂများတဲ့ဆိုတဲ့ဆိုးကျိုးတွေကိုတွေ့ရမယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပွင့်လာတဲ့အခါလူတွေကနားလဲတယ်အဲ့တော့မြတ်စွာဘုရားကဟိတေဘဝတ္တနေတာအာဟိတာသနိဝတ္တနေတတ္တနံဘယံဟိန္တတိတရားရည်ရဲ့ဘေးအန္တရာယ်ကိုကုသိုလ်တွေဖြစ်ပွားစေပြီးအကုသိုလ်မှနောက်ဆုတ်စေခြင်းအပြင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆိုးကျိုးတွေကဖယ်ရှားပေးတယ်အဲ့ဒီနေတဲ့တရားတွေကိုကဲတင်တယ်လို့ဆိုနော်တကူနဲ့ကဲတင်တာမဟုတ်ဘူးဆုံးမစကားနဲ့ကဲတင်နောက်တစ်ခုဓမ္မကတော့တရားတွေကိုဘယ်လိုကဲတင်လို့ဆိုဘုန်းကြီးတို့ဘုရားဘာသာဝင်တွေဖရာကိုဘုရားကိုကိုးကွယ်တယ်ကိုးကွယ်ခြင်းကြောင့်မြတ်စွာဘုရားကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခေါ်တယ်ဟိတကိုလှုပ်ဖို့အာဟိတကနောက်ဆုတ်ဖို့ဆိုတာသွန်သင်ဆုံးမပေးတယ်အဲ့ဒီနည်းဖြင့်ဆင်းရဲဒုက္ခလွတ်ဓမ္မကြတော့ဓမ္မကဘယ်လိုစွမ်းဆောင်လို့ဓမ္မကိုကိုးကွယ်တယ်ဆိုတာဓမ္မကိုလိုက်နာကျင့်သုံးတာကိုဆိုလို့တယ်ပေါ့အဲ့တော့ဓမ္မကိုလိုက်နာကျင့်သုံးလို့တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ပြီးဆိုရင်အဲ့ဒီတရားကဘဝကန္တာရာနိဋ္ဌာရဏေနအတ္တတဓာနေနသတတ္တနံဘယံဟိန္တတိဓမ္မောဓမ္မဟာတရားရည်တဏ္ဍမှာကြာရောက်လာမဲ့ဘေးရန်အနေတွေကိုဖယ်ရှားတယ်တဲ့ဘယ်လိုဖယ်ရှားတော့ဆိုဘဝကန္တာရာနိဋ္ဌာဘဝဆိုတာခရီးခဲမတ္တမခက်ခဲချမ်းတမ်းခက်ခဲလာတဲ့ခရီးကြီးဖြစ်တယ်
ဘာကြောင့်ချမ်းသာခက်ခဲတယ်တော့ဆိုဒီခရီးသွားနေတဲ့လူတိုင်းဟာအိုခြင်းဆိုတဲ့အန္တရာယ်ကြီးတွေ့မယ်နာခြင်းဆိုတဲ့အန္တရာယ်တွေ့မယ်သိဆုံးရခြင်းဆိုတာ ਨੇ တွေ့တယ်မတွေ့ပဲမနေဘူးလုံးဝတွေ့မယ်အဲ့ဒီခရီးကြီးကိုသွားနေကြတာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့အဆိုးတရားတွေမရှောင်နိုင်တဲ့ခရီးချမ်းကြီးကိုသွားနေကြတဲ့လူတွေအဲ့ဒီလိုအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ကြမ်းတမ်းရက်ဆက်တဲ့ဘေးဆိုးကတ်ဆိုးကြီးကနေလွတ်မြောက်အောင်တရားဓမ္မကိုကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာဝိပဿနာကျင့်စဉ်ကျင့်လို့ဝိပဿနာကျင့်စဉ်ကိုအမိပြုပြီးဝိပဿနာကျင့်စဉ်ကနေဖော်ဆောင်လိုက်တဲ့မက်ဖို့ဆိုတာဖြစ်ပေါ်စေအဲ့ဒီကနေပြီးတန်တရားကလွတ်သွားနိုင်လွတ်သွားရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလုံးဝလွတ်သွားတယ်အဲ့ဒါဓမ္မကိုယ်ခွဲခြင်းအကျိုးကျေးဇူးနောက်တစ်ခုကအတ္တတဒါနေတာတန်တရားတွေကမလွတ်နဲ့အောင်တရားဓမ္မကိုအာကိုအားထားပြုတဲ့ပုဂ္ဂိုလ်တွေဟာသက်သာရာရတယ်လို့သူတို့ဆိုလို့အပင်ငရဲကလွတ်ပြီးတော့လူဘဝဆိုဘလောက်သက်သာချမ်းသာတိရစ္ဆာန်နေတဲ့နှရှင်ကြီးလူဘဝမတမသက်သာလူဘဝတဲ့သက်သာကနတ်ဘဝတဲ့သက်သာကဗြဟ္မဘဝအဆိုးဆုံးကတော့ငရဲဘုံပဲငရဲဘုံနဲ့နည်းနည်းသက်သာရင်တိရစ္ဆာန်နဲ့နည်းနည်းသက်သာတာပြိတ္တာတော်ကိုချမ်းသာဒုက္ခနဲ့နေနိုင်တာဘုန်းကြီးတို့လူဘဝတဲ့ပို့ပြီးတော့သက်သာတာကြတော့နတ်ဘဝဒီလိုဆိုလို့လည်းပေါ့နော်အဲ့ဒါလို့သက်သာမှုတွေကိုဘယ်သူကဖြစ်စေတော့ဆိုဓမ္မဖြစ်စေဒါကြောင့်ဓမ္မကိုးကွယ်ခြင်းဖြင့်ဒီလိုအကျိုးတရားတွေကိုရရှိတယ်တန်ခါကိုကိုးကွယ်ခြင်းဖြင့်တော့ဘယ်လိုအကျိုးတွေရတော့ဆိုအပကာနံပိကာရဏံကာရဆိုတာကိုယ်တိုင်လှုပ်တဲ့ကုသကောင်းမှုဆိုလက်အုပ်ချီတာအစဒါကိုကာရကိုလှုပ်တဲ့အလုပ်တန်ဃာတွေမြင်လို့လက်အုပ်ချီလိုက်တယ်နော်လက်အုပ်ချီလိုက်တာနဲ့နတ်ပြည်ရောက်နိုင်တဲ့ကုသိုလ်မျိုးဖြစ်တယ်ပေါ့နေရာထိုင်ခင်းပေးလိုက်တယ်နော်အယုသိပေးတယ်မြင့်မြတ်တဲ့ဘဝစင်တမ်းမြင့်တဲ့လူမျိုးမှာဖြစ်တယ်သူဆိုတော့ခုလူဖို့စိတ်ကူးတယ်မဟေသက်ခတောင်းတဏိကဩဇာအာဏာကြီးမားတဲ့အနေအထားမျိုးဖြစ်စေမိမိမှာရှိတဲ့တတ်နိုင်တဲ့အလှူဒါနကိုလှူလိုက်တယ်ဆိုရင်မဟာဘောဂတောင်းတဏိကစီဝါဥစ္စာတွေမွေးလာကြတဲ့ကချမ်းသာတဲ့မိဘအိမ်ဖြစ်မိဘချမ်းသာတဲ့များသူရတာပဲလေသူလောရတာတခုမှမရှိဘူးချမ်းသာတဲ့မိဘအိမ်လူဖြစ်ရင်ဒါမဟာဘောဂတောင်းတဏိကကိုရှာရတာမဟုတ်ပဲနဲ့စီစဉ်ဥစ္စာစာရထို့တူပဲတရားဓမ္မနာယူပြီးဆိုရင်မဟာပညာတောင်းတဏိကမေကိုနေမေးတယ်မဟာပညာတောင်းတဏိကအသိပညာထက်မြက်တယ်ကြီးမားတဲ့ပညာရှိတယ်ဆိုအဲ့ဒီကုသိုလ်တွေကိုဖြစ်ပေါ်စေအဲ့ဒီဖြစ်ပေါ်စေခြင်းတန်ဃာတော်တွေနဲ့ပတ်သက်လာပြီးတော့အပကာနံပိကာရဏံကိုနည်းနည်းလေးပဲလို့ဝိပုလဖတဝိပုလဖလဆိုတာအလုံးကိုများပြားတဲ့အကျိုးတရားလို့ဆိုတိဏ္ဍစိုက်ပြောတာနဲ့အလားတရံတူတန်ဃာကိုလှူဒန်းတာတိဏ္ဍကိုစိုက်ပြောတာနဲ့အလားတရံတူတယ်တိဏ္ဍဆိုတာကိုပြောလိုက်တာတရားစီလေးတစ်စီပဲစိုက်တယ်အဲ့ဒီတရားစီကတီးပေါက်လာတဲ့အပင်ကတီးတဲ့တရားတီးကြတယ်ရှားထောင်ထီအောင်ရှိနှစ်စဉ်ထောင်ချီပြီးတော့တရားတီးတွေကိုရလောက်တာတစ်ခုပဲစိုက်တာတစ်ခုပဲရတာကြအများကြီးအဲ့ဒါလိုပဲအပကနံပိကာရဏံနည်းနည်းလေးလှုပ်တဲ့ကုသိုလ်ပဲဖြစ်စေဝိပုလဖလပฏิလာဘကရဏတန်ခါဆိုတာအရိယတန်ခါတွေကိုရည်ညွှန်းတံလောကတကုသိုလ်စိုက်ပျိုးဖို့အတွက်အကောင်းဆုံးမြေဖာတလိုက်စာရှိတယ်ဘာစေစိုက်အောင်မြင်ကြီးပွားနိုင်တဲ့မြေမျိုးနဲ့အလားတရံတူတယ်လို့သူတို့ဆိုတာပေါ့ဒါကြောင့်ကုသိုလ်ကောင်းမှုတစ်ခုပြိုးလိုက်တာနဲ့တပြိုင်နက်ကုသိုလ်တွေများစွာရပြီတန်ခါနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလူပြေမှာလည်းလူချမ်းသာတွေဖြစ်ကြတယ်နတ်ပြေရောက်တော့လည်းနတ်ချမ်းသာတွေဖြစ်ရတယ်လူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်နဲ့စီစဉ်လူတိုင်းဟာချမ်းသာတာမဟုတ်ဘူးလေ
တန်ခါနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုလုပ်လို့ရလာတဲ့ချမ်းသာဒုက္ခဆိုတာဖြစ်တယ်ဒီလိုဆိုလို့လေနော်တတိဆိုတာရှားပါလူတိုင်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတာမဟုတ်ဘူးရှားလို့ဖွေလို့ကြိုးစားအထုတ်လို့စုဆောင်းနိုင်လို့ရလာတဲ့စိစိတ်ဥစ္စာများဖြစ်တယ်အများကြီးချမ်းသာကြတာမဟုတ်ဘူးရှားလို့ရတယ်ဆိုတာအများကြီးရတာမဟုတ်ဘူးကံပေးလို့ရတာကြတော့သုံးမကုန်အောင်ရတယ်လေလူတွေမှာကံပေးလို့ရမန္တလေးမှာလည်းရှိပါတယ်ဟုတ်ရင်တော့တထေးကြီးနော်စိတ်ကိုပြည်တောင်းနဲ့ချင်ထားတဲ့တထေးတွေရှိတာအဲ့ဒါလို့ချမ်းသာကြွယ်ဝတယ်ဆိုတာမိဘလက်ထက်ကလေးကချမ်းသာကြွယ်ဝတဲ့တထေးတွေအဲ့ဒါတွေကံပေးတာလို့ယူဆအတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုကိုလုပ်ခဲ့တယ်လုပ်ခဲ့သည့်အတွက်ကြောင့်ဆင်းရဲမွဲတေခြင်းလို့ဆိုဒါကြောင့်မို့လို့ဆိုတဲ့အခါဘုရားကလည်းတရားတွေတဏ္ဍာမှာကြာရောက်တဲ့ဒါကြောင့်ရဟန်းဖြစ်ခွင့်ပေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အရေးချင်းတွေကရဟန္တာဖြစ်သွားပြီဆိုသူ့ဘဝမှာနေလို့မရ။အဲ့တော့ရဟန္တာဖြစ်သွားတဲ့အရေးချင်းကိုသိပြီးမြတ်စွာဘုရားဒီနေ့ကနေစပြီးတော့ရဟန်းဖြစ်ဆိုပြီးတော့ခွင့်ပေးလိုက်တယ်။အဲ့ဒါနဲ့သူဟာရဟန္တာရဟန်းခုနှစ်သားကိုရင်ဘဝကိုလွန်မြောက်ပြီးတော့ယဟန်ဥစဉ်ဘဝရောက်သွားအဲ့လိုရောက်သွားပြီးတဲ့အခါမှာသူ့ဘဝစာကြောင်းတွေကိုပြောပြရင်လူတွေကိုသူကတရားဟောတာသူတရားဟောတာသူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးသူဟောတယ်ဘာတွေဟောခဲ့တော့ဗုဒ္ဓလောကေသမုပ္ပန္နောလောကကြီးမှာဘုရားပွင့်နေပြီတဲ့ဝတ္တတိဇိနသာသနာမြတ်စွာဘုရားအဆုံးအမတရားတွေဟာလဲထွန်းကားပြန်ပွားပြီးတော့နေတယ်တဲ့အခုလည်းဒီတိုင်းပဲလေဘုရားပွင့်သွားလို့မြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဘာလို့အကုသိုလ်ရှောင်ရမယ်ကုသိုလ်တွေပြည့်စုံအောင်လုပ်ရမယ်စိတ်ဖြူစရာအောင်ထားဒါဘုရားအဆုံးအမပဲလေငါးပါးသီလလုံးရမယ်နော်ဒါနကောင်းမှုလုပ်ရတယ်သီလစောင့်တည်ရတယ်ကမ္မထဘာဝနာပွားများထုတ်ရတယ်ဒါဘုရားအဆုံးအမတွေအဲ့ဒီအဆုံးအမတွေဟာဝတ္တတိဇိနသာသနာမြတ်ဘုရားရဲ့အဆုံးအမတွေဟာဖြစ်ပေါ်နေလေရှိတယ်နော်အမတဝါဒိတာဖေရီအမြိုက်စီကြီးကိုလည်းတိခတ်နေတယ်တရားပွဲတွေလည်းနေ့စဉ်ရှိတယ်ပေါ့ဒါလို့ဆိုလို့လားဇေရွန်ကျောင်းတော်မှာတို့ဥပ္ပါယုံကျောင်းတော်မှာတို့မြတ်စွာဘုရားရာဇယုဇရင်သုံးရင်လည်းဝေလူဝန်ကျောင်းတော်မှာတရားပွဲတွေရှိတယ်နေ့တိုင်းအမြိုက်နိဗ္ဗာန်ကိုဖော်ဆောင်ပေးနေတဲ့စီတော်ကြီးကိုတိခတ်လျက်တရားဓမ္မဟောပြောနေတာဖြစ်တယ်တောကတန်လဝိနောဒနာရှင်ထဲမှာစူးနေတဲ့ဆိုရင်တောကဆိုရင်ညောင်ကြီးကိုနှုတ်ပြနိုင်တဲ့တရားမျိုးတွေကိုမြတ်စွာဘုရားဟောနေဟုတ်မို့စဉ်းစားကြည့်တမန်အဖြစ်တော့လူတွေဟာကိုယ့်ဘဝကိုစိုးရိမ်နေကြတာနော်ခုချိန်တော့မစိုးရိမ်ပါဘူးလို့ပြောကောင်းပြောလိုက်ယောဂဝေဒနာဖြစ်ပြီးသေတော့မယ်ဆိုလို့ရှိရင်နော်ဘာပြောနဲ့ဆေးသွားစစ်လို့ကင်ဆာတဲ့ဆိုရင်မစိုးရိမ်ဘူးလားအဲ့ကြဘာဖြစ်တယ်လို့ဆိုရင်ယောဂဆိုရင်စိုးရိမ်ပြီလေအဲ့ကြအဲ့ဒါတောကတန်လာရင်ထဲမှာစူးနေတဲ့ညောင်ကြီးတော့ဒီထဲမှာလည်းပဲသာသမီးကပြောမကောင်းစိုးရိမ်ကိုယ်စီးပွားဥစ္စာတွေပြည့်မယ်ဆိုရင်စိုးရိမ်မှုဆိုတာရှိတာပေါ့နော်အများအားစိုးရိမ်နေတာမဟုတ်တော့လေတွေးလိုက်ရင်စိုးရိမ်စရာတွေဖြစ်လာတယ်အဲ့ဒီစိုးရိမ်မှုတွေကိုပယ်နှုတ်နိုင်တာတော့မြတ်စွာဘုရားအဆုံးအမတရားပဲတဘာဝတရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်စိုးရိမ်မှုဆိုတာပျောက်ကင်းနိုင်အဲ့မှာသူကတိုက်တွန်းတယ်ယထာတကေနထာမေနပုံညာခိတ္တိနှုတ်တရေကိုရှိတဲ့အင်အားအလိုက်တဲ့အမြတ်ဆုံးလက်မြေတာသဖွယ်ဖြစ်တဲ့ကောင်းမှုစိုက်ပျိုးရာလက်မြေတာတွေမှာအဓိကာရံကရိယာထားကုသိုလ်တွေလုပ်ကြဥပမာပဲမြတ်စွာဘုရားကိုပတ်တင်ကြမယ်ရေချမ်းတူကြမယ်စသဖြင့်စီမီလူမယ်ကုသိုလ်ကောင်းမှုတွေလုပ်လက်မကိုဟောပြောခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့
သုံးပါးယရနာကိုးကွယ်ရာကိုးကွယ်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးပါအခုလို့တရဏဂုံသုံးပါးကုသိုလ်ကိုအခြေခံပြီးတော့နောက်ဆုံးမှာ9နှစ်အရွယ်နဲ့ယဟန္တာဖြစ်သူရောက်သွားတဲ့တရဏခမနိယမထေရလို့စာပေကျမ်းကမှာမှတ်သားထားတယ်အဲ့ဒီမထေရမြတ်လို့ပဲတို့တွေကလည်းတရဏဂုံသီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းဆော့ရှော့ကြမယ်တရဏဂုံမျက်မျက်နှုံနှုံခံယူကြမယ်ဆိုလို့ရှိရင်ဒီကုသိုလ်ရဲ့အစွမ်းအခြေခံပြီးတော့တို့တွေဟာလည်းနောက်ဆုံးမှာအရတ္တဖို့ဆိုတဲ့ပန်းကင်ကိုလမ်းကင်နိုင်ကြမှာဖြစ်မယ်ကိုစီယုံကြည်အားထားပြီးသုံးပါးယရနာကိုးဝယ်ရာကိုရိုသေလေးမြတ်စွာကိုးဝယ်စိတ်ကနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံနေကြကြပါစေမေတ္တာရေချမ်းသွန်ငါဖြံနေကြကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဩလန္တဒုက္ခပင်ငယ်စာမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ရင်ရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတွေဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝတ္တရွှေမျိုးဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန္တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း